ဟာဘာတော့ဘာ message တီဒါပို့ထားလဲမသိဘူးဘယ်လိုပို့တာလဲတိတ်ချစ်တယ်ဆိုပြီးမညာပါနဲ့တော့ဟမ်ဟာအော်ပြဿနာလာရှာပြီဒီနေ့မိမတီတော့ကွာတော်မှာပဲ AC နေနဲ့ပြဿနာတော့ရောက်လာတော့မထင်နဲ့ငါ့ပို့တော့မဖြစ်နိုင်ငါပို့စရာအကြောင်းလည်းမရှိဘူးတရားရောက်ကမှားပြီးတော့ message မှားဝင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်တရားရောက်ကမှားပို့တာဖြစ်နိုင်တယ်မှားပို့လို့ငါမိမတိလို့ coin တက်ရင်ပို့ရကောင်နားပြီးတယ်မှန်တော့နော်ငါ့ပြဿနာတောင်းလို့နားပြီးတာမှ report လဲဆိုတာတေချာကြည့်လိုက်အောင်မယ်တေချာကြည့်လိုက်အောင်မယ်ဟောတရားခံတွေ့ပြီဒီမှာကီပီကပို့တာတဲ့တိတ်ချစ်တဲ့ဆိုပြီးမညာပါနဲ့တော့တော်သေးတာပေါ့မိမနဲ့ခွင်တက်တော့မလို့